never slow up, no I don't take shit. I got no love for the fakeness. แมนยูไนเต็ดกันทุนกษาธรรมาวิงรูนีแห่ตาเพียตูไกรูนีหาอาศัยเสนงนิกาเดกาบิวมาแน่สปอนซาสาฉกโชคสูฐาในตูบาดาบีเมตูหายูไนเต็ดU16အထဲမှာကစားရင်တော့အဲ့ဒီဘျူမာဖက်နက်တွေကိုစီးခွင့်မရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ Manu Academy ဟာလူငယ်ကစားသမားတွေကြားမှာဆင်းရဲချမ်းသာကွာမှုနဲ့ခွဲခြားမှုတွေမရှိစေဖို့အတွက်အားလုံးကိုဖက်နက်တစ်မျိုးတည်းပဲစီးခိုင်းထားတော့ဝင်ယူနီက Academy ကကလေးတွေထဲမှာချမ်းသာတဲ့သူရှိသလိုတချို့ကတန်ဖိုးကြီးဖက်နက်တွေကိုမဝယ်နိုင်ကြဘူး အဲ့ဒါကြောင့်ခွဲခြားမှုမရှိအောင်အားလုံးကိုပြပြင်းညီဖနက်စီးခိုက်တာကတကယ်ကိုကောင်းမွန်တဲ့လုပ်ရပါလို့မှတ်ချက်ပေးခဲ့ကအပြည့်အဝထောက်ခံနေပါတယ်အသက်16နှစ်အရွယ်ကန်ယူနီဟာလက်ရှိမှာအသက်အရွယ်ထ30ပိုမြင့်တဲ့ U19 အတင်းအထိပါတက်လိုင်းကစားနေပြီးဂိုးတွေလည်းတရက်ဆက်တွင်းယူနေပါတယ် သူဟာ U18 အသင်းမှာကစားခွင့်ရတော့မှာသူ့ရဲ့ကိုယ်ပိုင်ဖြူမာဖနက်တွေကိုစီးခွင့်ရတာမှာဒါအပြင်ဂိုင်ရိုနီယာသူ့အဖေကွင်းနှစ်လာရင်လူတွေကဝိုင်အောင်လုံးလို့သူ့ပွဲတွေကိုလာမကြည့်ဖို့တောင်းတားထားရတယ်လို့သိရပါတယ်အဖေချေရနှင်းပြီး United Senior အသင်းမှာတောက်ပါလာမဲ့ဂိုင်ရိုနီကိုမြင်ကျင်ကြပြီလား Man U ဖန်များအတွက်တီးတန့်နေရ MUFOZ မှာ United သတင်းတွေကို AI narrator အသုံးပြုပြီးတင်ဆက်ပေးနေတာဖြစ်ပါတယ် I hate this, although show up.